ကျက်ဥစားတာနော်ပရိုတင်းအတွက်တစ်ခုတည်းမဟုတ်ဘူးကျက်ဥကအကာနဲ့အနှစ်နှစ်မျိုးရှိတယ်လေဟုတ်တယ်မလားအကာကတော့မှန်တယ်ပရိုတင်းအနှစ်မှာကနော်အာဟာရအမျိုးစုံတယ်အရန်စုံတယ်သူ့လောက်စုံတာမရှိဘူးနော်အဲ့ဒီမှာအရေးအကြီးဆုံးအာဟာရတစ်ခုဆွဲထုတ်ပြမယ်โอเคဟုတ်ပြီလားအဲ့တော့ဘာလဲเนาะဒီအနှစ်เนาะဒါကြီးကိုလွတ်မပြင်းနဲ့เนาะတချို့တွေကဘတ်ဆိုလွတ်ပြစ်တာတို့တွေ့ဘူးတယ်ဒါပရိုတင်းတွေ့လားဒီအဖြူကပရိုတင်းတွေ့လားဒီအိတ်ရုပ်အနှစ်ထဲမှာအောင်မလေးတကက်ရှယ်တွေအများကြီးရှိတယ်ထဲကကိုလင်းအကြောင်းနည်းနည်းပြောပြမယ်เนาะဟဟလားလူတွေကအနှစ်မစားဘူးကိုလက်စထရောတဲမှာကြောက်လို့အဲ့ဒါကလေ so out of date you know အယူအဆအဟောင်းကြီးတွေအမှားကြီးတွေအဲ့ဒါတွေနဲ့ပြဿနာတွေတက်နေတာဟုတ်ပြီလားဒါစားရင်လည်း healthy ဖြစ်တယ် protein เนาะဟာဒါစားရင်ပိုတော့ healthy ဖြစ်သေးတယ်နှစ်ခုစလုံးစားဟုတ်ပြီလားအဲ့တော့ဒီနေ့ယူရိုကိုလင်းအကြောင်းနည်းနည်းလေး detail ပြောပြမယ် okay မှတ်ထားကိုလင်းအကြောင်းနည်းနည်းပြောပြမယ် adequate intake ပေါ့နော် AI ဆိုတော့ဒီartificial intelligence ဆိုပြောတာမဟုတ်ဘူးနော် adequate intake လုံလောက်ပမာဏနော်လုံလောက်ပမာဏကဘယ်လောက်လဲနော်အမျိုးသမီးတွေမှာကိုလင်းကနေ့စဉ်နော်နေ့တိုင်းနော်တရက်စားပြီးတော့နေ့တိုင်းစားရမှာလားမမေးနဲ့နော်ဒီကိုလင်းရဲ့ requirement က425 mg အမျိုးသားတွေမှာ950နေ့စဉ်လိုတာနော်တနေ့စားပြီးတော့နေ့တိုင်းစားရမှာလားမမေးနဲ့နော်ဟုတ်လားအဲ့တော့ကြက်ဥတစ်လုံးမှာပြန်တွဲရအောင်မဟုတ်ကျွန်မကိုအမြဲမေးတယ်ဆရာမကြီးကြက်ဥကိုတနေ့ကိုဘယ်နှလုံးစားရမလဲဟာလျှောက်ပြောလူတွေက2လုံး3လုံး4လုံး5လုံးသိတယ်မလားတစ်လုံးဆိုတော်ပြီတန်ဆေးလွန်ဘေးကိုထင်တာတွေလျှောက်ပြောလို့မရဘူးလေတေးချာသိပ်ပန်နီးကြတွက်ချက်ပြီးပြောရမှာပေါ့ဟုတ်တယ်မလားဟိုကျဲဥအကြီးပေါ့နော်ကျဲဥအကြီးတစ်လုံးဆိုရင်ကိုလင်းဓာတ်က149ပါတယ်โอเคyou ရဲ့ requirement ကဘယ်လောက်လဲ400မြောက်ကြည့်လေဟုတ်တယ်မလားအဲ့တော့အနည်းဆုံးတော့3လုံးလောက်တော့စားတင်တာပေါ့နော်ကျဲဥ3လုံးစားရင်ကိုလင်းဓာတ်ကတွေ့လား441เนาะလိုတာ425ဒီလောက်စားရင်လုံလောက်ပါတယ်အဲ့တော့ practically speaking เนาะဘာခေါ်လဲလက်တွေ့အားဖြင့်ပြောရင်စိတ်ပန်နီးကြပြောရင်ကိုထင်တာတွေပြောတာမဟုတ်ဘူးเนาะသိရမလားကိုထင်တန်ဆေးလွန်ပေးတွေပြောတာမဟုတ်ဘူးเนาะကိုထင်တာတွေလျှောက်ပြောတာမဟုတ်ဘူးတွက်ချက်ပြီးပြောပြတာအဲ့တော့ကျဲဥအကြီးတစ်လုံးမှာကိုလင်းဓာတ်က149ပါတယ်ဒါမဲ့အမျိုးသမီးတွေအတွက်လိုတာက425အဲ့တော့3လုံးစားရင်လုံလောက်ပြီပေါ့ဟုတ်ပြီလားနားလည်ပြီနော်ကျမထင်တာတွေပြောနေတာမဟုတ်ဘူးနော်တွေးကြရတွေလျှောက်ပြောနေတာမဟုတ်ဘူးကျဲဥ3လုံးစားရင်440ဟုတ်လားအဲ့တော့ရေဘူးရအားဖြင့်တနေ့ကိုကျဲဥ3လုံးစားရင်ကိုလင်း requirement ကလုံလောက်တယ်နော်အထူးသဖြင့်ဘဒူတွေကပိုလို့တယ်လဲဆိုရင် vegetarian သက်လွတ်သမားတွေကျက်ဥမစားတဲ့သက်လွတ်သမားလို့ပြောတာနော်ဟုတ်လားတခြားဘာမှမစားဘူး liver တို့ seafood တို့နော်နောက်ပြီးတော့အသက်ကြီးလာတဲ့လူတွေပိုလို့တယ်ဘာကြောင့်လဲ brain သူကအုံနှောက်အတွက်တအားကောင်းတာအဲ့ဓာတ်ကနော်အသေးအတွက်လည်းအယမ်းကောင်းတာအဲ့တော့အသက်ကြီးလာတာနဲ့အများလူတွေကသတိမေ့မယ်နော်စသည်ဖြင့်အုံနှောက်နဲ့အာယုံကြောတွေကအားနည်းလာတယ်လေဟုတ်တယ်မလားအဲ့တော့ဒီလူတွေပေါ့နော်အထူးသဖြင့်နော်အသားတွေနဲ့ကန်စားတဲ့လူက maybe 2လုံးလောက်နဲ့ရရင်ရမယ်ဟလားဒါပေမဲ့နော်သက်လွတ်စားနေတဲ့လူတွေနော်အသက်ကြီးတဲ့လူတွေအတွက်ကတော့3လုံးလောက်ကပို့ပြီးတော့ကောင်းတယ်။ဘာကြောင့်ကျမက3လုံးလို့ပြောရတယ်ဒါပဲဒီလိုပြန်တွက်တာကျဲဥအကြီးတစ်လုံးမှာ149ပါတယ်
3 လုံးစားရင်လိုအပ်ချက်ပြည့်ပြီလေအမျိုးသားဆို maybe even 4 လုံးဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လို့နော်ဒီဘာခေါ်လဲကျဲဥအနှစ်မှာပါတဲ့ကိုလင်းကအရန်အရေးကြီးရတာလေသူ့ကို replace လုပ်လို့တော့မရဘူးအရန်ကိုအရေးကြီးတာအဲ့ဒါလူတွေကမသိဘူး cholesterol ဆိုအော်နေတယ် cholesterol ကကိုစားတဲ့အစားအသောက်ကမဟုတ်ဘူးနော်သွေးထဲမှာရှိတဲ့ cholesterol အသည်းကထုတ်နေတာ you cholesterol လျှော့စားရင်အသည်းကပိုထုတ်မှာပဲလေ you မစားပဲငတ်တာပဲဖတ်တင်အဲ့ဒါကိုလည်းလူတွေကမသိဘူးတယောက်ပြောတာကိုတယောက်လိုက်ပြောဟလာ even dietitian တွေကတော့အဲ့လိုပြော nutritionist တွေကလည်းအဲ့လိုပြောကြောက်စရာကြီးနော်ဒါကြောင့်မလို့ you need to be well educated နော်ဘုဟုတုတရှိရမယ်လို့ပြောတာသူများပြောတိုင်းမယုံနဲ့ကာလမတုတ်တန်လေဖះပြောတယ်ကိုဖတ်ကိုရှာကိုကသိအောင်လုပ်နော်သူများပြောတိုင်းလိုက် repeat မလုပ်နဲ့ဘာဖြစ်လို့ဒီလောက်ဓာကြီးကဒီလောက်အရေးကြီးတာလဲပြောပြမယ်နော်ကိုလင်းဒီတက်နော်ကိုလင်းကအုံနှောက်နဲ့အာယုံကျော်သတိကောင်းဖို့နော်ဒီဟိုပါပေါ့အုံနှောက်နဲ့အာယုံကျော်အချက်ပြတတ်လုပ်ဖို့သူကကုံချမ်းကြီးဖြစ်နေတယ်ဟလာကုံချမ်းမရှိရင်ဘယ်လိုလုပ်မှာလဲကုံချမ်းမရှိသွားပြီလေဟုတ်တယ်မလား liver health အသေးချမ်းမာရေးအတွက်ဘာစားရမလဲဆရာမဆိုလိုက်မေးတယ်တစ်ချိန်လုံးမေးနေတာအသေးချမ်းမာရေးကျူကိုလင်းနော်တွေ့လားကိုလင်းစားရင် it prevents fatty liver နော်အသေးအစီအဖုံးကိုကာကွယ်တယ်ဘာကြောင့်လဲသိလားဒီအသေးအစီကဘယ်ကလာတာလဲတကြားတွေကိုအသေးကအစီထုတ်တယ်ထုတ်ပြီးကြားလာရင်အသေးထဲမှာများလာတဲ့အခါမှာအသေးကတကိုယ်လုံးကိုဖြန့်ပေးတယ်ဖြန့်ပေးတော့ packet လေးတွေနဲ့အဲ့ဒီမှာ LDL တို့ HDL တို့ VLDL တို့အမျိုးစုံသောနည်းနဲ့ဖြန့်ပေးတယ်အဲ့ဒီဖြန့်ပေးတဲ့နေရာမှာဖြန့်ဖြူးရေးမှာကိုလင်းလိုတယ်တွေ့လားအဲ့တော့ကိုလင်းနဲ့နေမဖြန့်ဖြူးနိုင်ဘူးလေမဖြန့်ဖြူးနိုင်တော့အသေးထဲမှာပဲစုပုံနေတော့မှာပေါ့ဟုတ်ပြီလားဟုတ်ပြီနော်နောက်တစ်ခုအရေးကြီးတာcell membrane integrity cell membrane integrity ကဘာကိုပြောတာလဲဆိုတော့ကလစီနံရံကျမ်းမာရေး phosphatidylcholine အရန်အရေးကြီးတယ်နော်ဟုတ်ပြီလား pregnancy and fetal brain development တွေ့လားဗိုက်ကြီးတွေမှာလည်းတအားလိုတယ်နော်ဘာကြောင့်လဲကလေးရဲ့နော်အုံနှောက်ဖွံ့ဖြိုးရေးယူတော့ကလေးတွေကိုညံကောင်းကျင်တယ်မလားညံကောင်းကျင်တယ်ဘာလို့ရမလဲဆရာမတစ်ချိန်လုံးလိုက်နေတယ်ကြက်ဥကသဘာဝအာဟာရပေါ့နော်ဟုတ်လားအသက်ကြီးလာတဲ့အခါမှာနော်အုံနှောက်နဲ့အာယုံကြောတွေစောစောစီးစီးမပျက်စီးကုန်အောင်ကာကွယ်ပြီးတယ်ဘလောက်ရေးကြီးလဲကြည့်နော်ဒီဓာတ်ကအဲ့ဒါကလည်းကြက်ဥမှာအမြဲဆုံးပါတာနော်အဲ့တော့ဒါဆိုရင်ဟင်းသီးဟင်းရွက်ကကိုကိုလီမရနိုင်ဘူးလားဆိုတဲ့မေကွန်းပေါ်လာတယ်ဟုတ်လားအဲ့တော့ရှိတယ် plant source မှာသို့တော်နော်ဒီဓာတ်ကိုလင်းဓာတ်ကအိတ်ယုတ်လို့လုံလောက်မပေးနိုင်ဘူးအဲ့တော့ကဲတချို့ဟင်းသီးဟင်းရွက်တွေမှာနော်ကိုလင်းဓာတ်များတယ်ဆိုပေမဲ့စားပြီးရင်ဥနိုင်ရန်ကစုပ်ဖို့အားမရှိဘူးအဲ့ဒီမှာကွာသွားပြီနော် animal source နဲ့ vegetable source နဲ့နော် animal source အိတ်ယုတ်မှာပါတဲ့ကိုလင်းကိုစားပြီးရင်ခန္ဓာကိုယ်ဥကနေကောင်းစုပ်ယူနိုင်ပေမဲ့နော်ဟင်းသီးဟင်းရွက်မှာပါနေတဲ့ကိုလင်းကိုကြတော့ poorly absorb ဟုတ်ပြီလားစားတော့စားမယ်ဒါပေမဲ့ဥကမစုပ်နိုင်ရင်ယူသွေးတဲ့မရောက်ဘူးဟလာမစင်အနေနဲ့စွန့်ပြစ်မှာပဲလေဟုတ်ပြီလားတွေ့လားအဲ့တော့ if you are a vegetarian နော် you are ပါဏာတိပါဒသူများအသက်ကိုတံပိုးထားလို့နော်ဟိုတက်လို့စားရင်နော် eggs ကစားသင့်နေပေါ့နော် essential လိုအပ်တယ်
ကျက်ဥစားရမယ်ဘာကြောင့်လဲဆိုတော့ယူအဲ့ဒီဟင်းသေးဟင်းရွက်တွေထိုင်အုပ်နေလို့ကတော့ကိုလင်းကိုကောင်းကောင်းမရနိုင်ဘူးဟုတ်လားဒါကြောင့်မလို့တချို့ vegetarian တွေမှာနော်တတိတွေမေ့တယ်အုံနောက်နဲ့အာယုံကြောယောဂတွေမျိုးစုံဖြစ်တယ်ဟုတ်ပြီလားအဲ့တော့ကိုလင်း source ကနော်ဟင်းသီးရွက်ဘယ်ဟင်းသီးဟင်းရွက်ဒီမှာပါတယ်လေဟုတ်လား beans နော်ပဲမျိုးစုံဟုတ်လား broccoli မှာပါတယ် nuts တွေမှာပါတယ်သို့တော့ဟုတ်လားအဲ့ဒါပြောပြမယ်အဲ့တော့ကျက်ဥမစားတဲ့သက်လွတ်သမားတွေကဘာပြဿနာတက်နိုင်တယ်လဲဆိုရင်တက်နိုင်တာကိုပြောတာနော်တက်မယ်လို့ပြောတာမဟုတ်ဘူးတက်နိုင်တဲ့ possibility နော်အသေးအစီဖုံးမယ် fatty liver နော်ဟုတ်တယ်မလားအဲ့တော့ဘာကြောင့်လဲဆိုတော့အစီတွေကိုတကိုယ်လုံးကိုမျှဝေပေးဖို့နော်ဒီ LDL တို့ HDL တို့ VLDL တို့လုပ်ဖို့ကိုလင်းရဲ့အကူအညီလိုတယ်ကိုလင်းနဲနေရင်အသေးထဲမှာစုပုံနေမှာပဲအစီတွေကနော် memory issue သတိကောင်းရအောင်ကိုလင်းတတ်လိုတယ်နော်အစာခြေဖို့တီးကြည်ရည်အတွက်လည်းလိုတယ်ကြွက်သားတွေအတွက်လည်းလိုတယ်နော် homocysteine ဆိုတာခန္ဓာကိုယ်ရောင်ကိုင်းခြင်းဓာတ်လည်းတက်တယ်ဒါနဲ့အဲ့တော့ပြောရင်ကျက်ဥတစ်နေ့ကို3လုံးစားတာ reasonable baseline for vegetarian เนาะအသားစားတဲ့လူက maybe တစ်လုံးနှလုံးလောက်ရမယ်။ဘာကြောင့်လဲဆိုတချို့အသားတွေမှာလည်းကိုလင်းဓာတ်ကပါပြီးသားအခုပြောနေတာအသားမစားတဲ့လူတွေအထူးသဖြင့်เนาะကျက်ဥ3လုံးက reasonable နော်နောက်ဘုံနောက်နဲ့အာယုံကြောဖြစ်နေတယ်ကိုကယောက်ျားကြီးလည်းဖြစ်နေရင် you may need more than that ဟုတ်လားအဲ့တော့ဒါဆိုရင်အများဆုံးဘယ်လောက်စားလို့ရတယ်လဲတွေ့လား upper limit of choline ကိုလင်းကဒီလောက်ထက်တော့မပူရဘူးတဲ့3500ဘယ်လိုသွားစားနိုင်မှာလဲနေတဲ့ချက်ဥတွေမဟုတ်နော်3လုံးစားရင်441အဲ့တော့မေးစရာရှိတာပေါ့ကျဲဥ3လုံးစားလို့အန်တရယ်ရှိသလား no အန်တရယ်မရှိပါဘူးဟုတ်လား even 4-5လုံးလောက်အထိစားဟိုဝိတ်မတဲ့လူတွေဆို6လုံး10လုံးစားတဲ့လူရှိရနော်ဘာမှဖြစ်ဘူး It's still well within safe physiological limits for most people ဟလာအဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မှာတည်တယ်ဟလာကိုကတတိတွေမိတ်အုံနောက်နဲ့အာယုံကြောယောဂတွေဖြစ်နေရင်ပို့ပြီးတော့စားသင့်တာပေါ့စားခြင်းအပြင်ဥပရှိသလားမရှိပါဘူးခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုကြည့်ပြီးပြောတာကိုပြောခြင်းထင်တာတွေလျှောက်ပြောနေတာမဟုတ်ဘူးနော်ကိုထင်တာတွေတန်စေးလွန်ပေးဆိုပြီးထင်တာတွေလျှောက်ပြောနေတာမဟုတ်ဘူးနော်ဟုတ်ပြီလားအဲ့တော့ထားလိုက်ပါတော့အဲ့တော့ဒါဆိုရင်ကျက်ဥစားရင်ကိုလက်စထရောတက်မလား no အဖြေရနော်ဒီသဘာဝအဖြစ်နော်အစာအသောက်မှာပါနေတဲ့ကိုလက်စထရောကသွေးတဲကကိုလက်စထရောကိုမတက်စေပါဘူးဟုတ်လားဟုတ်ပြီနော်ထားလိုက်တော့အဲ့တော့ဒီယူရိုပြောပြီးပြီနော်ဒါကိုမှတ်ထားနော်ကိုလင်း require မှာအမျိုးသမီးတွေမှာ425အမျိုးသားတွေမှာ950ဒါနေ့စဉ်လို့တာအဲ့တော့မှတ်ထားမှာဒါပဲနော်ဒါကိုမှတ်ထားရမယ်ကျဲဥတစ်လုံးမှာကိုလင်း149ပါတယ်ဆိုတာကိုမှတ်ထားပါဟုတ်ပြီလားIt is just simply physiological ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတိုင်းကိုပြောနေတာအဲ့တော့ကျဲဥတစ်နေ့3လုံးစားရင်ဟာများလိုက်တာဆိုထမအော်နဲ့နော် It is not excessive ဟလာကိုပြောချင်တာတွေရှောက်ပြောထင်တာတွေရှောက်ပြောနေတာမဟုတ်ဘူးနော်ဇီဝကမ္မဖြစ်စဉ် physiology ကိုအခြေခံပြီးပြောနေတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အထူးသဖြင့်ဘယ်သူတွေလဲ vegetarian တွေသက်လွတ်စားနေတဲ့လူတွေနော်သက်ကြီးရွယ်အိုတွေ older adults နော်တွေ့လား people with fatty liver တွေ့လားအသေးအစီဖုံးနေတဲ့လူတွေနော်အသားမစားဘူးငါးမစားဘူးခြေလေးချောင်းသမားမစားဘူးဟလာရေသရဝါမစားဘူးအဲ့ဒီလူတွေအတွက်ပါ
အဲ့တော့ဒီဟာတွေမှာလည်းပါတယ်နော်အဲ့ဒါပြောပြတော့မယ်အခု beans တွေမှာလည်းပါတယ်ဒါပေမဲ့ there's a big ဒါပေမဲ့ပြောပြမယ်နော်နားထောင်အဲ့တော့နှိုင်းရှင်ကြည့်တာတော့မယ်ကျက်ဥမှာပါနေတဲ့ကိုလီနဲ့နော်ဟင်းဒီဟင်းရွက်မှာပါနေတဲ့နော် density ပေါ့နော်ဘလောက်ပမာဏအဖြစ်ပါနေတယ်လဲဆိုတာကိုရှင်ပြီးတော့ကြည့်ကြပါမယ်ဟုတ်ပလားလူတွေကလည်း to a better health မှာမကြည်ညာရင်ဝင်ပြီးနားမထောင်ကြဘူးသူတို့ it's their loss anyway နော် one large egg နော်ကြက်ဥအကြီးတစ်လုံးဟုတ်လားကိုလင်းပမာဏဘယ်လောက်ပါလဲ149နောက်ကောင်းတာပါလဲ practical လက်တွေ့အားဖြင့်ဘယ်လိုကောင်းသလဲ highly bioavailable ဘာအဓိပ္ပာယ်လဲ bioavailable ဆိုတာစားပြီးရင်ဥကနေကောင်းမွန်စွာစုပ်ယူနိုင်တယ် complete protein ဖြစ်တယ် complete เนาะဘယ်လောက်ကောင်းလဲကြည့်နော်ကျဲဥပါဏာတိပါတာမအော်ကြနဲ့နော်ဟုတ်ပြီလားသုံးလုံးစားရင်ရောကျဲဥသုံးလုံးစားရင်တွေ့လား daily requirement ကို you meet the daily requirement ဟုတ်ပြီလားနော်441တွေ့လား meets daily required for women ယောက်ျားတွေကြရင်၄လုံးလောက်စားလို့ရတယ်များသလားမများဘူးကိုလက်စထရောတက်မလားမတက်ဘူးခန္ဓာကိုယ်ကကိုလက်စထရောလိုရင်အသေးကထုတ်တာအစားအသောက်ကြောင့်တက်လာတာမဟုတ်ဘူးဟလားအစားအသောက်ကိုကရှော့စားရင်အသေးကပိုထုတ်မယ်အဲ့တော့ကိုငတ်တာပဲဖတ်တင်မယ်ဟုတ်တယ်မလားအဲ့တော့အဲ့လိုမြင်အောင်ကြည့်နော်ဟုတ်ပြီလား beef liver အမဲအသေးကျမလေအမဲအသေးကသိမစားပြစ်ဘူး तू ကတော်တော်ကောင်းတာကြက်ဥပြီးရင် तू မှာအမဲအသေးမှာအများကြီးပါတယ်တစ်ခါတလေစားပေါ့ကွယ် maybe နှစ်ပတ်တစ်ခါလောက်ဖြစ်ပါပဲဖြစ်တွေ့လားဒါပေမဲ့လူတွေကတော်တော်မစားပြစ်ကြဘူးကျမလည်းမစားပြစ်ဘူးကြက်အသေးတော့စားပြစ်တယ်အမဲအသေးကအများကြီးပဲဝယ်ရတယ်ကျမတို့လင်မယား2ယောက်ဆိုကုန်မှလည်းမဟုတ်ဘူးလေဆိုတော့မဝယ်ပြစ်တာများတယ်နော်ဟလာကြက်ဥမကြရင်အမဲအသေးစားနော်chicken breast မှာပါတယ်နော်ဟိုပါပေါ့နော်ကြက်ရင်ပုံသားမှာသို့တော့ကြည်စမ်းပမာဏအများကြီးပဲနည်းတယ်ပေါ့နော်ဟုတ်တယ်မလားအဲ့တော့ you chicken breast ကြီးအများကြီးစားတော့မှ441ရမှာလေ100 gram မှာ70 milligram ပဲပါတယ်တွေ့ပြီလားဟုတ်ပြီနော်ကြည့်နော်အဲ့ဒါတွေက you got to know တွေ့လား salmon ငါးစားရင်တွေ့လား90 milligram ပဲရတာဟုတ်တယ်မလားနော် soybean ဟိုပါပေါ့ပဲပီဇာစားမယ်နော်ပဲပီဇာစားလို့ရှိရင် half cup ပေါ့ဟို half cup ဆိုတာနည်းနည်းပဲလေချက်ပြီးသား55 milligram ပဲပါတယ်နော်ဒါပေမဲ့ပြဿနာက lectin phytates တွေဝိုးပြဿနာနော် autoimmune threat ကရှိတယ်ဟုတ်ပြီလား lentil ကတော့ဟိုပါပေါ့နော်ပဲတွေပဲနီလေးတို့ပဲဝါလေးတို့ကလဘဲတို့ဘာတို့တွေ့လား30 milligram ပဲပါတယ်ပါတယ် very low density နည်းတယ်ပေါ့နော်ဟာလား chickpea same thing နော် broccoli 60 milligram အဲ့တော့60 milligram ဆိုလူ400ရအောင် broccoli တွေအများကြီးစားရမှာယူစားနိုင်လားဟုတ်တယ်မလား almond တွေ့လား20 milligram ပဲပါတယ်ဟုတ်တယ်မလား minimal choline ကနည်းနည်းလေးပဲပါတယ်ဟုတ်တာအဲ့တော့ this is the eye opener မျက်စိဖွင့်ကြည့်ကြတော့မယ်နော်ဟုတ်ပြီလားအဲ့တော့ကျဲဥ3လုံးစားလိုက်ရင်ကိစ္စပြီးသွားပြီလေကိုလိုချင်တဲ့ပမာဏလည်းရပြီစားပြီးရင်လည်းဥကနေစုပ်ယူအားကောင်းတယ်စားသလောက်လည်းသွေးတဲကိုရောက်တယ်လိုချင်တဲ့ပမာဏလည်းရတယ်ဥမာကျဲဥ3လုံးစားရင်441 milligram ဟာတကယ် share ပဲအဲ့တော့ဒီပမာဏရဖို့အကယ်၍နော်ကိုကကျဲဥမစားတဲ့လူဆိုလို့ရှိရင်ဟင်းသီးဟင်းရွက်ဘယ်လောက်စားရမလဲဆိုတာကြည့်နော်ရှင်ပြတော့မယ်ဟလာဒါက physiology နော်ဇီဝကမ္မဖြစ်စဉ်နော် nutrition အာဟာရဓာတ်အနေနဲ့ကြည်တာကိုပြောချင်တာတွေပြောတွေ့ရတာတွေရှောက်ပြောနေတာမဟုတ်ဘူးနော်တဲ့လား
broccoli ဆိုရင်8ခွက်စားရမယ်စားနိုင်လား broccoli 8ခွက်အောင်မလီတစ်ခွက်တောင်မှမနည်းစားရမယ်နော်8ခွက်စားရမယ်တွေ့လားပဲနီလေးပဲဝါလေးပဲကို8ခွက်စားနိုင်လား no way တစ်ခွက်ချက်လို့ရှိရင်တအိမ်လုံးစားတာလေဟုတ်တယ်မလားအမလေး nuts တွေကလည်းအဲ့လောက်စားပြီးအသက်ပါထွက်မယ်5 to 6 cup chicken breast ဆိုလည်းတပုံကြီးစားရမယ်အဲ့တော့ဒါတွေကိုကြည့်ရင်နော်ဒီမရဘူးမဟုတ်ဘူးရတော့ရတယ်ဒါပေမဲ့ဟင်းသီးဟင်းရွက်တို့ကရတဲ့ကိုလင်းကစားပေမဲ့စားတဲ့လောက်အရာမရောက်ဘူးဦးကနေစုပ်ယူအားမကောင်းဘူး not realistic not practical not physiological အဲ့တော့ choline in egg yolk is mostly phosphatidyl-choline သူကသိကောင်းတာเนาะသူ့ရဲ့ form မှာဘာကြောင့်လဲ best absorb form တခါတည်းစားပြီးရင်ဥကနေစုပ်ယူအားတအားကောင်းနေဟုတ်ပြီလားအုံနောက်အတွက်တကယ်ရှယ်ဟုတ်ပြီလားအုံနောက်အတွက် share brain အတွက်เนาะအသေးအတွက်အသေးကနေအစီတွေเนาะခန္ဓာတစ်ကိုယ်လုံးကိုဖြန့်ဝေပေးဖို့เนาะ share ကလစီရဲ့နာယံအတွက်ကလည်း share ဟုတ်ပြီလားခန္ဓာကိုယ်ထဲမှာပုံစံလဲပြောင်းစရာမလိုဘူးအဲ့တော့ bottom line နောက်ဆုံးကြတော့ပါလေကျဲဥတစ်နေ့ကို3လုံးစားရင်ခန္ဓာကိုယ်ကြီးအတွက်ကောင်းမွန်စွာအလုပ်လုပ်နိုင်မယ် physiological not excessive me တအားမများပါဘူးအဲ့တော့ဒါတွေကဘဒုတွေအတွက် important ဖြစ်လဲသက်လွတ်သမားတွေသက်ကြီးရွယ်အိုတွေနော်အသေးအစီဖုံးနေတဲ့လူတွေနော်တတိတွေမေ့တဲ့လူတွေဟုတ်တယ်မလားဟုတ်တယ်မလားအဲ့တော့ဒီဟင်းသီးရွက်ကစားမယ်လို့သိမပြောနဲ့ဘာကြောင့်လဲဟင်းသီးရွက်မှာနံပါတ်1ပမာဏအဖြစ်သိလည်းမပါဘူးစားပြီးရင်လည်းဥကနေစုပ်ယူအားမကောင်းဘူး eggs and choline for skeptical nutritionists အာဟာရပညာရှင်တွေပေါ့နော်မယုံတဲ့လူတွေမေးတဲ့မေးခွန်းတွေကိုဖြေကြည့်ကြမယ်ဟုတ်ပြီလား3 eggs a day is too much ကျဲဥတနေ့3လုံးစားမယ်များလိုက်တာ isn't that excessive အယမ်းမများဘူးလားလာပြီမေးခွန်းနေအဖြေကပါလေအဖြေကလည်းကိုထင်တာတွေလျှောက်ပြောတာမဟုတ်ဘူးနော်ခန္ဓာကိုယ်ကြီးရဲ့လှုပ်စဉ်နော်နောက်ပြီးတော့သဘာဝအဖြစ်ပါနေတဲ့ပမာဏကိုသိပြီးတော့တွက်ချက်ပြီးတော့ပြောပြတာကိုထင်တာတွေရှောက်ပြီးရွတ်နေတာမဟုတ်ဘူးနော် no နော်သိများသလားမများပါဘူးတဲ့နော် it is physiological ခန္ဓာကိုယ်ကလိုအပ်ချက်အတိုင်းပါပဲ not excessive တအားမများပါဘူးဘာကြောင့်အဲ့လိုပြောရလဲစောစောကပြောသလိုအမျိုးသမီးတွေမှာကိုလင်းလိုအပ်ချက်က425အမျိုးသားတွေမှာ950ကျဲဥအကြီးတစ်လုံးမှာ149ပါတယ်3လုံးဆိုရင်ဒီလောက်နဲ့ညီမျှတယ်တွေ့လားကိုထင်တာတွေပြောနေတာမဟုတ်ဘူးနော်ဒါလက်တွေ့ကြနော်အာဟာရဓာတ်နဲ့ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုကြည့်ပြီးပြောတာဟလာကိုထင်တာတွေရှောက်ပြောနေတာမဟုတ်ဘူးတန်းစေးလွန်ပေးကိုထင်တာတွေရှောက်អော်ကြတယ်ပေါ့နော်များသောအားဖြင့်လူတွေကအဲ့ဒီလိုမဟုတ်ပါဘူးအဲ့တော့အဲ့လိုစားခြင်းအဖြစ်နော်3500လည်းမကြော်ဘူး400ကြော်ပဲလေဟုတ်တယ်မလား3500ဆိုအလုံး20စားရမှာနော်တို့ကစားမှာ3လုံးနဲ့အဲ့တော့များသလားမများပါဘူးတဲ့ဟုတ်ပြီလားမပူပါနဲ့ကြက်ဥ3လုံးစားဖို့မသေးပါဘူးကိုလက်စထရောလည်းမတက်ပါဘူးကြက်ဥကကိုလက်စထရောကသွေးထဲနဲ့ကိုလက်စထရောနဲ့မဆိုင်ပါဘူးဟလာစားပြီးရင်လည်းအသေးကိုတမ်းမသွားပါဘူးအဲ့ဒီ principle တွေကိုမသိဘဲနဲ့ကိုထင်တာတွေရှောက်ပြောလို့မရဘူးလေအဲ့တော့နောက်မေးခွန်းတစ်ခုနော် can people get choline from plant foods okay ငါတို့ကျဲဥမစားဘူးပါဏာတိပါဒကံထိုက်မယ်တရားတွေကိုတနာတယ် okay မစားနဲ့လေဒါဆိုရင်နော်ဟင်းသီးဟင်းရွက်ကနေရအောင်ယူမယ် okay answer not realistically နော်လက်တွေ့မှာတော့သိမဖြစ်နိုင်ဘူးဟုတ်လား plant food ကမပါဘူးမဟုတ်ဘူးကိုလင်းပါတယ်ဒါပေမဲ့ပမာဏအဖြစ်နေတယ်
စားပြီးရင်လေဦးတွေကစုပ်ယူနိုင်စွမ်းကလည်းတိမ်အားမရှိဘူးအဲ့တော့နော်ကျက်ဥ3လုံးစားရင်441ရဖို့ဟာ broccoli တစ်နေ့ကို8ခွက်စားရမယ်အသက်ပါထွက်မယ်နော်ပဲတွေတစ်နေ့ကို9ခွက်တယောက်တည်းစားရမှာနော်တိမ်လုံးစားရမှာမဟုတ်ဘူးနော်9ခွက်စားရမယ် nuts တွေကလည်း5 cups လောက်စားရမယ်အဲ့တော့လက်တွေ့ကြကြမဖြစ်နိုင်ဘူး not digestible အစာချေဖို့လေအဲ့လောက်အများကြီးစားရင်သေပြီလေဗိုက်ကြီးပူရောဗိုက်ကြီးကဲပြီးဒုက္ခဖြစ်မှာလေဟုတ်တယ် not physiologically reasonable ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်နဲ့မကိုက်ဘူးဟုတ်လားအဲ့တော့ဒါဆိုရင် how about cholesterol သူကအိတ်ရုပ်ဆို cholesterol လူတွေကိုတအားကိုခေါင်းထဲကိုရိုက်သွင်းထားတာလူတွေကလည်းကျက်ဥတို့ butter တို့ကိုကြောက်နေကြတယ်သိတယ်မလားအဲ့ဒါတွေကလည်းတကယ်ကိုလွဲမှားနေတဲ့အယူတွေလေ anyway ဒါကြောင့်မလို့လူတွေကသူတို့ပြောတဲ့အတိုင်းလို့ heart healthy oil တွေစားဟာလားနှလုံးသွေးကြောတွေပိတ် heart attack တွေရမျိုးစုံပဲလေတွေဖြတ်ကြလေဖြတ်တာနဲ့ heart attack ကတနေ့တခြားများတဲ့များလာတယ်နော်အဲ့တော့ how about cholesterol from egg yolk answer dietary cholesterol တဘာဝအဖြစ်အစားအသောက်ထဲမှာပါနေတဲ့ cholesterol ဟာသွေးထဲမှာ cholesterol ကိုမတက်စေပါဘူးဟလား atherogenic လည်းမဖြစ်ပါဘူးတဲ့ဟလားဘာကြောင့် cholesterol ကဘာအတွက်လို့လဲယူအသက်ရှင်ဖို့ကယူခန္ဓာကိုယ်ထဲမှာဟော်မုန်းတွေလုံလောက်ရှိရမယ်ဟော်မုန်းတွေကဘယ်ကထုတ်ရတာလဲ cholesterol ကထုတ်ရတာဖြစ်တယ်နော်ကလစီနံရံအုံနှောက်ကြီးကလည်း cholesterol ဒုံကြီးဟုတ်တယ်မလား bile production bile ဆိုတာကအဆီကိုခြေပေးဖို့နော် bile လဲလူတယ်တဲ့တွေ့လားဒါအရေးကြီးဆုံးပဲ fear of eggs okay ကျက်ဥကိုစားဖို့ကြောက်နေတာဟာယူရိုကိုအသေးချောက်ထားတာလေသူက statin တွေရောင်းနေတာလေယူရိုကိုဆေးရောင်းနေတယ်လေ cholesterol ချဆေးတွေရောင်းနေတော့ယူရိုကိုအသေးချောက်ထားတာ cholesterol fear of egg cholesterol is an outdated physiology ဟုတ်ပြီနော် outdate နော်ဆိုတော့မဟုတ်တော့ဘူးပေါ့နော် won't eggs raise TMO အဲ့တော့ TMAO ဆိုတာကဗာလဲကိုပြောတာဥလန်းကြောင်းမှာရှိတဲ့ပိုးအခြေအနေ increase heart disease risk နှလုံးရောဂါမဖြစ်နိုင်ဘူးလားတဲ့ egg တွေဒီလောက်အများကြီးစားရင်နော်အဲ့တော့ဒီ gut terrain ပေါ်မှာတည်ပါတယ်တဲ့နော်များသောအားဖြင့်နော်ဒီဥလန်းကြောင်းမှာပိုးတွေဟန်ချက်မညီတာ high sugar တကြားတွေများနေတာ ultra processed food တွေများနေတာကပြဿနာပါတဲ့ဟုတ်လား blaming eggs ignores the terror သွားပြီးတော့ကြက်ဥကိုမဆိုင်နာကိုသွားပြီးတော့တလွဲမလုပ်ပါနဲ့တဲ့ဟုတ်ပြီလားအဲ့တော့ vegetarians don't need eggs if they eat legumes အဲ့တော့တချို့တွေကလည်းပြောတယ်ဟာငါတို့ပဲတွေစားနေတာပဲ protein လုံလောက်ရနိုင်တယ်ကျက်ဥစားစရာမလိုဘူးလို့ပြောကြပြန်တယ်တဲ့ဟုတ်ပြီလားအဲ့တော့အဖြေရပါလေဒါကြီးကမှားနေတဲ့အယူအဆတဲ့ဘာကြောင့်ပြောရတာလဲ legume ဆိုတာပဲနီလေးပဲဝါလေးနော်ကလပဲဟလာပါ all the ပဲမျိုးစုံပေါ့ they are low in choline ဓာတ်ကနည်းနည်းပဲပါတယ်နော်အဲ့ဒါတွေစားရင်လည်းပြဿနာဖြစ်နိုင်တာတွေကလည်းပါနေတယ် lectin ဆိုနော် autoimmune ပြဿနာတွေ phytates ကပါလေသူက anti nutrient လေကိုစားတဲ့ calcium တို့ magnesium တို့ iron တို့ zinc တို့ကိုခန္ဓာကိုယ်ထဲကိုစုပ်ယူနိုင်ဖို့လိုက်ပြီးတော့ block လုပ်နေတယ်တွေ့လားပြဿနာတွေကအဲ့ဒီမှာတက်ပြီနော် reduce mineral and fat absorption အဲ့တော့ for vegetarian တက်လို့စားတဲ့လူတွေမှာနော်ကျက်ဥစားပေးခြင်းဟာကိုလင်းဓာတ်ရဖို့အကောင်းဆုံးဖြစ်ပါတယ်အဲ့ဒါလေကျွန်မခဏပြောပြီးပြီနော်ဒီ commercial eggs ကိုသွားဝယ်ရင်
ပါဏာတိပါဒကမထိုက်ပါဘူးလို့ဟုတ်ပြီနော်အဲ့တော့ without eggs ကျဲဥလုံးဝမစားပဲမစားတဲ့လူနော်ကျဲဥပါဏာတိပါဒကြောက်တဲ့လူတွေဘာတွေတွေးရတတ်တယ်လဲဒါမျိုးလူတွေမှာ fatty liver တွေ့လားကြောက်ဖို့ကောင်းတယ်နော်အသေးအစီဖုံးပြီဟုတ်ပြီလား memory decline အသက်ကြီးလာတာနဲ့အမျှသတိတွေမေ့ပြီ muscle weakness ကြွက်သားတွေအားမရှိတော့ဘူး elevated homocysteine elevated homocysteine ဆိုတာဟိုပါပေါ့နော်ခန္ဓာကိုယ်ရောင်ကိုင်းခြင်းဓာတ်တွေလည်းတက်ပါပြီအဲ့တော့ why focus so much on choline ဘာကြောင့် choline ကိုတစ်ချိန်လုံးပြောနေရတာလဲနော်ဘာကြောင့်လဲဆိုရင် choline ဓာတ်ခန္ဓာကိုယ်ထဲမှာနဲသွားတာနဲ့အမျှယောဂါတွေဖြစ်တတ်လို့ဟုတ်လားနော်အရက်မတောက်ပဲနဲ့အသေးအစီဖုံးမယ်နော် cognitive decline ဆိုတာသတိတွေမေ့မယ်အခုခေတ်မှာအရန်ဖြစ်တယ်နော်လူငယ်တွေတောင်မှစောစောစီစီနော်ဟိုတကယ်ကို dementia တို့ Alzheimer တို့အရန်များလာတယ်နော် poor bile flow ဆိုတာ bile လာဟိုပါလေအစီကိုအခြေပေးဖို့လေmuscle dysfunction ကြွက်သားတွေလည်းကောင်းကောင်းအလုံးမလုံးနိုင်ဘူးကလေးမိခင်ကအရန်အရေးကြီးတယ်နော်ကလေးရဲ့အုံနှောက်ဖွံ့ဖြိုးရေးပြဿနာလည်းတက်တယ်တဲ့ဟုတ်ပြီလားအဲ့တော့ protein တစ်ခုတည်းစားလို့ choline ဓာတ်ကို replace လုပ်လို့မရဘူး protein က protein choline က choline မတူဘူးဟုတ်လားကျဲဥအကာကျွန်မသိကြောက်တာပဲချို့လူတွေဆိုဖတ်ဆိုခါတဲ့အနှစ်တွေကိုလွတ်ပြစ်ပြီးတော့အကာကြီးပဲစားတယ်လူတွေရှိတယ်ကျွန်မကသူတို့ကိုကြည့်ပြီးသနာနေ is it egg white enough နော်ကျဲဥအကာစားလို့မလုံလောက်ဘူးလားဟုတ်လားကျဲဥအဖြူစားလို့မလုံလောက်ဘူးလား answer no မလုံလောက်ပါဘူးဟဲ့လားကျဲဥအဖြူစားရင် protein ပဲရမယ်လေဟဲ့လားကျန်တဲ့ choline ဓာတ်ကြီးကမရနိုင်ဘူးလေ choline ကအနှစ်မှာပဲပါတယ်တဲ့ဟုတ်ပြီလား it's only in the egg yolk ဟုတ်ပြီလား egg white ကျဲဥအကာက protein ပဲပေးပါတယ်တဲ့နော်အဲ့တော့ကိုကအနှစ်တွေကိုဖယ်ပြည့်ရင်ဟိုတကယ်အကောင်းစားတွေကိုလွတ်ပြစ်လိုက်တာ ਨੇ အတူတူပါပဲဟုတ်ပြီလား egg white ကြီးပဲစားရင်ကျဲဥအကာကြီးပဲစားရင် without yolk အနှစ်မပါပဲနဲ့အကာကြီးပဲစားရင်အာဟာရဓာတ်တွေကိုလွတ်ပြစ်လိုက်တာ ਨੇ အတူတူပါပဲတဲ့ဟုတ်လား teaching line နော် 3 eggs a day is not a dietary indulgence မတရားစားတာမဟုတ်ပါဘူးတဲ့ကျဲဥတစ်နေ့ကို3လုံးစားတာမတရားကြီးစားနေတာမဟုတ်ပါဘူးတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေတာဖြစ်ပါတယ် it is a correction of widespread choline deficiency ဟုတ်လား diet trend လည်းမဟုတ်ဘူးသူများလိုက်တိုင်းလိုက်လို့တာလည်းမဟုတ်ပါဘူးတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကောင်းမွန်စွာဖြစ်ပေးဖို့အခြေခံသဘောတရားမျှတာဖြစ်ပါတယ်တဲ့ဟုတ်ပြီလား